Hello အကြီးကြီးထုတ်ပေးပါဆိုပြီးတော့တောင်းဆိုနေကြတဲ့ customer လေးတွေအတွက် Aura Plus ကနေပြီးတော့အကြီးကြီးထုတ်ပေးလိုက်ပါပြီ။ဘာလဲဆိုတော့ Aura Plus ရဲ့ Glow Sunscreen ကို15 gram ကနေပြီးတော့30 gram အထိထုတ်ပေးလိုက်ပါပြီ။ဒါလေးကတော့ပထမဆုံးထွက်ရှိထားတဲ့ Sunscreen အသေး15 gram size ဖြစ်ပြီးတော့နောက်တစ်ခုကတော့နောက်ဆုံးထွက်ရှိထားတဲ့ Sunscreen 30 gram size ဖြစ်ပါတယ်30 gram က15 gram ထက်တော်တော်လေးကိုကြီးရပေါ့နော်အချင်းကြာကြီးပေါ်လောလောသုံးချင်တယ်အကြိုက်သုံးချင်တယ်အဝသုံးချင်တယ်ဆိုရင်တော့အကြီးစိတ်ကိုယူပြီးတော့အခုမှစမ်းသုံးမဲ့သူလေးရဲ့အတွက်15 gram လေးကိုယူလို့ရပါတယ်သူတို့နှစ်ခုကquality သူ့မှာဝင်တဲ့ ingredient အစားအကုန်လုံးအတူတူပဲမလို့ကိုကြိုက်တာလေးတွေသုံးလို့ရပါတယ်ရှင်ဘူးကြီး33ဘူးသေး33နာမည်နဲ့လက်အောင် glow sunscreen ဆိုတဲ့အတိုင်းတနေ့ကုန် glow နေမှာဆိုရင်တော့ကြိုက်တဲ့ဘူးလေးတွေသုံးလို့ရပါတယ်ကဲ sunscreen လေးပြီးသွားတဲ့အချိန်မှာပြာတာကွက်တာဖြစ်မဖြစ်ထပ်ပြီးစမ်းကြည့်မယ်နော်တွေ့တဲ့အတိုင်းပါပဲအသားရည်ပုံမှာညံ့လေးနဲ့တစ်ထက်တည်းကျပြီးတော့ glow skin လေးရစေပါတယ် Aura Plus ရဲ့ glow sunscreen ရဲ့အားသာချက်ကဒီလိုမျိုးမနဲ့လိန်ထားရင်နည်းနည်းအထိတနေ့ကုန် glow skin လေးပိုင်ဆိုင်နိုင်မှာပါ customer တွေရဲ့တောင်းဆိုမှုအတိုင်း Aura Plus ရဲ့ glow sunscreen ကို30 gram full size အထိထုတ်ပေးလိုက်ပါပြီ bye bye နောက်ဗီဒီယိုလေးမှာပြန်ဆုံတွေ့ပါမယ်